ကျွန်တော်ပတ်စံတရားနဲ့ဆက်ဝင်းမှာဘာရလဲဆိုတော့တော့ဝယ်ရပတ်စံတရားပဲတုံးอ่ะဒီနေ့တရားပဲတုံးอ่ะဘာတွေဝယ်လို့ရမလဲဆိုတော့ထုတ်ဝယ်ပဲအစီပါဆက်ပဲရောက်ဆက်ပါ7ရောက်ပြီရ7မှာတရားပဲတုံးอ่ะတရားပြပါဝင်နဲ့12500လောက်စီရဒီ9နိုင်လောက်ဆိုရင်လူအရင်များလာโอเคပါစံကောင်းလို့ကျွန်တော်ဝယ်ကောင်းလေစကြရ99ပါ12500လောက်စီရ99ပါတရားတော့အမွေးကြီး69ပါ69ပါဆိုရင်1000လောက်စီရမြန်မာငွေ1000လောက်စီရစစ်ကြည့်ရโอเคဒီမှာမို့ချက်တမ်းမို့စတော့ပါ62ပါစစ်ကြည့်ရမြန်မာငွေနဲ့ဆိုရင်9000ကျော်ဒီအိုးတစ်စိမ့်နဲ့အချုံမုတ်ကျွန်တော်အမေရန်ကြိုက်တယ်ဒီအိုးတစ်စိမ့်နဲ့အချုံမုတ်ကျွန်တော်ဒါတွေမဝယ်ဘူးဗျဒါတွေစီနိုးလက်ကြည့်ဒါဆန်9ကီလို125ဘတ်ကော119ဘတ်119ဘတ်အမျိုးစီးတယ်နော်ဆန်ရီငါအချူရီ20ဘတ်တန်တို့73ဘတ်တန်တို့49ဘတ်တန်မာကော်ဖီဖြော်လို့ရတာမပြရတယ်ပြရပလင်း59ဘတ်ဟိုမှာ69ဘတ်နှစ်ဘူးတွဲ53ဘတ်စစ်ကြည့်ရပြရတယ်59ဘတ်ဆိုရင်ကျော်လုံး9300လောက်စီပါမြန်မာငွေနဲ့ဆို9300တပလင်းယူနိုင်159ဘတ်ပြီးတပလင်းမရတယ်အချူရီတန်ဒါတော့အမြည်တစ်စက်တန်အလူကျော်35ဘတ်တန်ဒီချာစီတထုပ်29ဘတ်စီရတော့မနေဘူးနော်စီကြည့်တယ်ကောင်းဆန်ရောအလူကျော်20တန်20တန်နေများတယ်ပါအားကြီးဘဝကျော်30ကြည့်ရတာ30ကောင်း22ဘတ်အလူကျော်22ဘတ်မြန်မာငွေနဲ့တွက်ရင်တော့တော်တော်စစ်ကြည့်ရဒါပေမဲ့မတွက်မနဲ့စားရတာတွက်မှဆိုရင်ဘာမှစားလို့မရတော့ပြီးရတဲ့ပလင်မရတာတရားအမြည်လေးဝတ်တောင်းလိုက်အမြည်တစ်စက်တန်โอเคဒါလေးပါလန်ဆန်းစီတခြားတစ်စိတ်တွေမကြိုက်ဘူးချန်ဒိုဟန်နီကင်တို့တိုင်ကားတို့မကြိုက်ဘူးရာဒီလီအိုပဲကြိုက်တာတခြားနိုးစီ26ဘတ်နိုးစီစီရ50ဘတ်အဲ့ဒါကနပစီအော်စီရကော60ဘတ်10လို့ပါတယ်59ဘတ်စစ်ကြည့်ရဗျ9ဘတ်တော့စစ်ကြည့်ရဟိုထူမနီဖွင့်လာရင်30တန်တကက်ဖီးရဒီမှာ30တန်နေမရှိဘူးဒီမှာစစ်ကျော်တန်တို့ချက်ဥတွေ တ
ဒါဘီကိုကျော်တော့စုတ်တန်ဝက်စားဝါကောင်းကပြည့်31ပတ်စီနေပြား30ပတ်တော့ဝယ်ဆိုင်ကောင်းလေဒီတော့တရားဒီတော့ဝယ်ရငါတက်တာလေ23ပတ်တန်အကြစားပါ17ပတ်တန်17ပတ်တန်ဒီတော့ပဲကျွန်တော်စေဝင်သွားတာ69ပတ်ကုန်လို့နော်69ပတ်31ပတ်ပဲပို့လာခဲ့ကြည့်တော့ဘာမှမဟုတ်တော့ကဈေးတွေကအိုးအရင်လွန်ခဲ့တဲ့3နှစ်4နှစ်တော့ဆိုရင်ဈေးနဲ့တော့အခုကဈေးတွေကကုန်စည်နှုန်းတွေကတက်ကဘာစစ်တာဖြစ်တယ်ဒီကောင်ပဲရလာခဲ့ဘာမဟုတ်ပါဘူးပြီးရောက်ဝယ်လဲဘလို့ရရတာဗျ